for by any tailor မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ share လုပ်ပြီးတော့ကျွန်တော်ကတော့ speaking pattern လေးတစ်ခုဖြစ်တဲ့ are you sure အသုံးပြုပုံလေးပဲဖြစ်ပါတယ်ရှင်ဒီလိုမျိုးအသုံးဝင်တဲ့ speaking pattern usage နဲ့ grammar video လေးတွေကိုကြာခဏတင်ဆက်ပေးတော့အောင်ပါမို့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော် The phrase are you sure is used to ask for confirmation or to expect of about something Are you sure ဆိုတဲ့ speaking pattern လေးကိုအတည်ပြုချက်တောင်းဖို့ဒါမှမဟုတ်တစ်စုံတစ်ခုနဲ့ပတ်သက်ပြီးတန်တရားစီတာကိုဖော်ပြခြင်းတဲ့အခါမှာအသုံးပြုလေးရှိပါတယ်ရှင် It is often used when you want to double check information or when you are skeptical about a statement or decision အချက်လက်တွေကိုနောက်တစ်ခေါက်စစ်ဆေးလိုတဲ့အခါဒါမှမဟုတ်ထုတ်ပြန်ချက်ဆုံးဖြတ်ချက်တွေအပေါ်မှာတန်တရားဖြစ်တဲ့အခါမှာအသုံးပြုလေးရှိပါတယ်ရှင် Are you sure ရဲ့နောက်မှာတော့ which says clause လိုက်ပါတယ်ရှင်ပိုပြီးရှင်းလင်းတော့အောင်ဥပမာစာကြောင်းလေးတွေကိုကြည့်ကြရအောင်အတည်ပြုချက်တောင်းတာနဲ့ပတ်သက်ပြီးဥပမာလေးတွေကိုအရင်ကြည့်ကြရအောင် I'm sure this is the right way ဒီလမ်းဟာမှန်တာသိကြရဲ့လားလမ်းမသိလို့စံတော်ဝါဖြစ်နေတဲ့အချိန်ဒီလမ်းကမှန်ရဲ့လားဒီလမ်းကတော့ရမယ်ဆိုတာသိကြရဲ့လားဆိုတာကိုသိကြအောင်ထပ်ပြီးအတည်ပြုမေးချင်တာဖြစ်ပါတယ်ရှင်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm sure you locked the door တကားတော့ခက်ခဲ့တယ်ဆိုတာသိကြရဲ့လားနောက်တစ်ကြောင်းကြည့်ကြရအောင် Are you sure you want to do this နေဒီယာကိုလုပ်ချင်တယ်ဆိုတာကိုသိကြရဲ့လားတန်တရားကိုဖော်ပြချင်တာနဲ့ပတ်သက်ပြီးဥပမာလေးတွေကိုဆက်ပြီးကြည့်ကြရအောင် Are you sure he will come သူလာမယ်ဆိုတာသိကြရဲ့လားသူလာမလားမလာဘူးလားတန်တရားဖြစ်နေတဲ့အခြေအနေဖြစ်ပါတယ်ရှင်နောက်တစ်ကြောင်းကြည့်ကြရအောင် Are you sure this is the correct answer ဒီအဖြေကအမှန်တယ်ဆိုတာသိကြရဲ့လားနောက်တစ်ကြောင်းကြည့်ကြရအောင် Are you sure she knows about the meeting အစည်းအဝေးရှိရဆိုတာသူမသိတာသိကြရဲ့လားသတင်းအချက်လက်တွေကိုဖော်ပြချင်တာနဲ့ပတ်သက်တဲ့ဥပမာလေးတွေကိုဆက်ပြီးကြည့်ကြရအောင် Are you sure the store opens at 9 am ဆိုင်က9:00 နာရီမှာဖွင့်တာသိကြရဲ့လားနောက်တစ်ကြောင်းကြည့်ကြရအောင် Are you sure this is the right address ဒီလိပ်စာမှန်တာသိကြရဲ့လားနောက်တစ်ကြောင်းကြည့်ကြရအောင် Are you sure the train leaves at 5 am ရထားက9:00 နာရီထွက်မယ်ဆိုတာသိကြရဲ့လားဆိုရင်မူဒါမှမဟုတ်တတိပေးရနဲ့ပတ်သက်ပြီးဖော်ပြခြင်းတဲ့ဥပမာလေးတွေကိုဆက်ပြီးကြည့်ကြရအောင် Are you sure you can handle this ဒီဟာကိုကင်တွယ်နိုင်မယ်ဆိုတာသိကြရဲ့လားနောက်တစ်ကြောင်းကြည့်ကြရအောင် Are you sure you don't need help အကူအညီမလိုဘူးဆိုတာသိကြရဲ့လားနောက်တစ်ကြောင်းကြည့်ကြရအောင် Are you sure you want to quit your job အလုပ်ကနေထွက်ချင်တယ်ဆိုတာသိကြရဲ့လားဆုံးဖြတ်ချက်တွေကိုနောက်တစ်ခေါက်ပြန်စစ်ဆေးရတဲ့ပတ်သက်တဲ့ဥပမာလေးတွေကိုဆက်ပြီးကြည့်ကြရအောင် Are you sure you want to buy this ဒါကိုဝယ်ချင်တာသိကြရဲ့လားနောက်တစ်ကြောင်းကြည့်ကြရအောင် Are you sure you want to go alone တယောက်တည်းသွားချင်တာသိကြရဲ့လားနောက်တစ်ကြောင်းကြည့်ကြရအောင် Are you sure you want to eat that ဒါကိုစားချင်တာသိကြရဲ့လားအမှန်တရားနဲ့ပတ်သက်ပြီးတန်တရားစိတ်ကိုဖော်ပြထားတဲ့ဥပမာစာကြောင်းလေးတွေကိုဆက်ပြီးကြည့်ကြရအောင် Are you sure he told the truth သူအမှန်ပြောတယ်ဆိုတာသိကြရဲ့လားနောက်တစ်ကြောင်းကြည့်ကြရအောင် Are you sure this will work ဒါအလုပ်ဖြစ်မယ်ဆိုတာသိကြရဲ့လားနောက်တစ်ကြောင်းကြည့်ကြရအောင် Are you sure she is the right person for the job သူမကအလုပ်အတွက်တင့်တော်တယ်ဆိုတာသိကြရဲ့လား Are you sure ရဲ့အသုံးပြုပုံလေးကိုပို့ပြီးမမေ့တော့အောင် recap အနေနဲ့ပြန်ကြည့်မယ်ဆိုရင် Are you sure ဆိုတဲ့ speaking pattern လေးကိုအတည်ပြုချက်တောင်းဖို့ဒါမှမဟုတ်တစ်စုံတစ်ခုနဲ့ပတ်သက်ပြီးတန်တရားစီတာကိုဖော်ပြခြင်းတဲ့အခါမှာအသုံးပြုလေးရှိပါတယ်ရှင်အချက်လက်တွေကိုနောက်တစ်ခေါက်စစ်ဆေးလိုတဲ့အခါဒါမှမဟုတ်ထုတ်ပြန်ချက်ဆုံးဖြတ်ချက်တွေအပေါ်မှာတန်တရားဖြစ်တဲ့အခါမှာအသုံးပြုလေးရှိပါတယ် Are you sure ရဲ့နောက်မှာတော့ what says clause လိုက်ပါတယ်ရှင် Asking for confirmation အတည်ပြုချက်တောင်းခြင်းနဲ့ဆိုရင် Are you sure this is the right way ဒီလမ်းကမှန်တာသိကြလား Expression doubt တန်တရားဖြစ်တာကိုဖော်ပြခြင်းနဲ့ဆိုရင် Are you sure he will come သူလာမယ်ဆိုတာသိကြရဲ့လား Checking facts or information သတင်းအချက်လက်တွေကိုဖော်ပြခြင်းနဲ့ဆိုရင် Are you sure the store opens at 9 am ဆိုင်က9:00 နာရီမှာဖွင့်တာသိကြရဲ့လား Expressing concern or caution ဆိုရင်မူဒါမှမဟုတ်တတိပေးရတဲ့ပတ်သက်ပြီးဖော်ပြခြင်းနဲ့ဆိုရင် Are you sure you can handle this ဒါကိုခမည်းကင်တွယ်နိုင်မယ်ဆိုတာသိကြရဲ့လား Double checking decisions ဆုံးဖြတ်ချက်တွေကိုနောက်တစ်ခေါက်ပြန်စစ်ဆေးရတဲ့ပတ်သက်ပြီးဖော်ပြခြင်းနဲ့ဆိုရင် Are you sure you want to buy this ဒါကိုဝယ်ချင်တာသိကြရဲ့လား Expressing skepticism အမှန်တရားနဲ့ပတ်သက်ပြီးတန်တရားစိတ်ကိုဖော်ပြခြင်းနဲ့ဆိုရင် Are you sure this will work
ဒါအလုပ်ဖြစ်မဲ့ဆိုတာသိကြရဲ့လားစသဖြင့်အသုံးပြုလေးရှိပါတယ်ရှင်ဒီလောက်ဆိုရင်နားလည်ရှင်းလင်းသွားပြီလို့မျှော်လင့်ပါတယ်အားလုံးဆင်ပြေကြပါစေရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ် bye